အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အရန်ကိုလွယ်ကူရိုးရှင်းတဲ့ထောပတ်တီတောင်လုပ်ပါမယ်ကဲဘာတွေလိုအပ်မလဲဆိုတော့ထောပတ်တီနှလုံးပြီးရင်ကြက်သွန်နီတအူးကိုပပလွာပြီးထည့်ပါမယ်နောက်ထပ်ထည့်ရမယ့်ပါဝင်ပစ္စည်းတွေကတော့တံမယာသီးရဲ့နနံပင်ရဲ့ငရုတ်သီးစိမ်းရဲ့ဒါပါပဲထည့်ရမယ့်ပစ္စည်းလေးတွေကိုအခုလိုပဲပြင်ဆင်ထားလိုက်ပါတယ်ထောပတ်တီထောင်းဖို့အတွက်ကျွန်မကတော့ဘလန်ဒါကိုသုံးပါမယ်အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်ကတော့ဘလန်ဒါတွေကိုအားလုံးထည့်ပါမယ်ဘလန်ဒါမရှိဘူးဆိုရင်ကတော့စုံနဲ့ထည့်ပြီးထောင်းလို့ရပါတယ်စုံမရှိဘူးဆိုလို့ရှိရင်လည်းအားလုံးကိုလက်နဲ့နေလို့ရပါတယ်နော်ကဲနောက်ဆုံးတံမယာသီးလေးညှစ်ထည့်ပါမယ်အရသာအတွက်စားနဲ့အရသာမုံထည့်တယ်ပြီးရင်ဘလန်ဒါထဲထည့်ပြီးကြိတ်လိုက်ပါပြီကျမကတော့ကြိတ်ပြီးရင်လည်းပိုပြီးနှံ့သွားအောင်ဇွန်းနဲ့ထပ်မွေပေးလိုက်တယ်ကဲအဲ့ဒါပါပဲအရန်ကိုမြန်ဆန်တဲ့ထောပတ်တီထောင်းပါကျမရင်းနဲ့လည်းညီညွတ်စားကောင်းတဲ့ထောပတ်တီထောင်းလေးရပါပြီအရသာမြည်ကြည့်ပါမယ်အရသာနူးညံ့ပြီး fresh ဖြစ်ပြီးအရန်ကိုစားကောင်းပါတယ်ချင်းချင်းလေးစားခြင်းလို့တံမယာသီးလေးတစ်စိမ့်ထပ်ထည့်မယ်ခုမှပိုပြီးစားကောင်းသွားတာကဲစားဖို့တော့ဖို့ပြင်ဆင်ပါမယ်ထောပတ်တီတောင်ကိုကျမမှာရှိတဲ့ tortilla chips နဲ့စားပါမယ်အာလူးကြော်လေးတွေနဲ့လည်းစားလို့ရပါတယ်နော်အဲ့ဒီနေရာမှာရက်မြည်နေတာနဲ့တင်ကုန်တော့မယ် vlog ရိုက်နေတာဆိုတော့ကင်မရာဘက်ကိုလှည့်ပြီးစားပြရအောင်ပါပေါ့ကဲဒါကတော့အရန်ကိုလက်ဆက်တဲ့ထောပတ်တီသုံးတဲ့ tortilla chips ကလေးပဲဖြစ်ပါတယ်ဒါထောပတ်တီကို Mexican မှုပြုတ်လိုက်တာပေါ့စားလို့လွယ်ကောင်းပြီးအချိန်ကုန်တက်တာလွယ်ကူမြန်ဆန်တဲ့ထောပတ်တီတုပ်လေးကိုအားလုံးလှုပ်စားကြည့်ကြပါနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်